မာဆယ်လိုကသူ့အကြိုက်ဆုံးကစားသမားယော်နယ်ဒိုစီကိုလှမ်းကြည့်လိုက်ပေမဲ့သူပေးလိုက်တဲ့ဘောလုံးကအယောင်ဝေးသွားခဲ့ပါတယ်။ရောက်ဖို့မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့ဘောလုံးနောက်ကိုဒီအယူကအသေးအတန်လိုက်ပြေးလိမ့်မယ်လို့သူမမျှော်လင့်ထားခဲ့ပါဘူး။ဘူဖွန်ကဘောလုံးကိုဖြတ်ဖို့ထွက်လာတဲ့အချိန်မှာပဲချာလီနီရဲ့ခြေထောက်တွေကခွေးကျသွားခဲ့ပါတယ်။သူကဘောလုံးကိုမမီလိုက်တဲ့အကျင့်ဘူဖွန်ကိုတောင်မှလှည့်စားတယ်လို့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲယော်နယ်ဒိုကသွေးညီနေရတဲ့ငါးမန်းတကောင်လိုမျိုးသူ့ရဲ့အသက်35နှစ်အရွယ်အင်ဂျင်ကိုအစွမ်းကုန်နှိုးလိုက်တယ်လို့ပဲဘူဖွန်ကလည်းအရှိန်ဟုန်နဲ့ပြန်လာဖို့ကြိုးစားခဲ့ပါတယ်။ယော်နယ်ဒိုကဘောလုံးကိုအရင်ဆုံးထိန်းလိုက်ပြီးဘူဖွန်ကသူ့စီကိုခုံအုပ်လိုက်တဲ့အခါမှာတော့သူကလှုပ်ရှားမှုကိုတမင်တကာနှေးကွေးအောင်လုပ်ပြီးအချိန်ဆွဲထားလိုက်ပါတယ်။သူကဘယ်သူမှလူမကတ်ထားတဲ့ Vasquez ကိုမြင်လိုက်ပြီးမြဲဘောလုံးကိုမထိန်ပဲတိုက်ရိုက်ကန်လိုက်ရတော့ဘူဖွန်ရဲ့လက်စစ်လိုမြင်တဲ့နေရာပြန်ယူနိုင်စွမ်းက Real Madrid ရဲ့အစီအစဉ်ကိုပျက်စီးသွားစေအောင်ပါ။ဒါပေမဲ့ကာဗာဟော်ရဲ့ရုပ်တရက်အရှိန်မြင်လိုက်မှုက Juventus ခံစစ်ကိုတကြော့ပြန်ထိတ်လန့်သွားစေခဲ့ပါတယ်။ပိတ်မိနေတဲ့ကာဗာဟော်ကလှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ပင်ကိုအထီးစိတ်ကယော်နယ်ဒိုဟာကိုအေလီယာထဲမှာသူ့ကိုစောင့်နေပြီဆိုတာသိလိုက်ပါတယ်။သူကဘောလုံးကိုအယောင်ညှစ်အောင်ပေးမိသွားမှန်းသိလိုက်ပြီးပြရခတ်သွားပါတယ်။ Juventus ကစားသမားတွေကသူတို့ကန်ကန်းသွားပြီလို့ထင်လိုက်ကြပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ယော်နယ်ဒိုဟာ